ပြုံးလင်မှာရန်တန်တဲ့အိမ်လေးတစ်လုံးကိုကျွန်တော်အခုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေမြေခိုင်မာတာကိုကြိုက်တယ်အိမ်အပါကိုအသင့်တက်နေလို့ရရမယ်ကားကလည်းခြံဝင်းထဲမှာ3-4စီးလောက်ထားလို့ရပြီးတော့လမ်းကလည်းကျဲတာကိုရှာနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအိမ်လေးကိုအယောင်မိတ်ဆက်ပေးမှာဖြစ်ပါတယ်နေရာကလည်းဒါကျွန်တော်တို့ပြုံးလင်မိုးကုတ်လမ်းရဲ့တော်ဝင်ချယ်ရီဗီလာတဲ့ကိုဝင်လာလိုက်ရင်ရောက်တဲ့နေရာဖြစ်တယ်လမ်းအကျယ်တွေအကုန်လုံးကမိန်းလမ်းရောဂျားလမ်းရောကပေ30အကျယ်ရှိတဲ့လမ်းနေထားမျိုးလေးတွေဖြစ်ပါတယ်အိမ်နံဘက်ကလည်းကြာထားပြီးသားမြေမျိုးစားကလည်းဒါလူနေထိုင်ခွင့်လာနာကြာထားပြီးသားမြေပေါ်မှာတိဆောက်ထားတဲ့ RC တစ်ထပ်တိုက်လည်းဖြစ်တဲ့ခြံဝင်းထဲမှာလည်းအခုမြင်တွေ့ရတဲ့အတိုင်းပဲကားကလည်း3-4စီးလောက်ကိုထားလို့ရမယ်မိသားစုတွေအပန်းဖြေလို့ရမယ်ဂါစီဘိုလေးတစ်လုံးနဲ့ပါရှိတာဖြစ်ပါတယ်ခြံဝင်းထဲမှာလည်းဒါ landscaping ဘိုင်းအနေနဲ့ကလည်းအသင့်ပြင်ဆင်ထားပြီးသားဖြစ်တယ်တကယ်ကမှအသင့်လက်တင်နေလို့ရမယ်အိမ်လေးတစ်လုံးလည်းဖြစ်တယ်အိမ်ရဲ့အနောက်မှာလည်းဒါလူနေအိမ်ကြီးပတ်ဝန်းကျင်ရှိတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်အဲ့တော့အိမ်ရဲ့အရှိမှာလည်းဒါ runner အနေနဲ့လည်းပါရှိမယ်ခြံဝင်းကလည်းဒါပေ40-60လို့မတင်ရအောင်ကြစ်ကြစ်လစ်လစ်နဲ့ဖွဲ့စည်းပုံကောင်းကောင်းနဲ့တိဆောက်ထားတဲ့ RC တစ်ထပ်တိုက်အိမ်လေးပဲဖြစ်ပါတယ်ခြံဝင်းထဲမှာလည်းဒါလုံခြုံရေးဘိုင်းအတွက်ရောဗရိတ်ဆူးတွေအကုန်လုံးကိုတက်ဆင်ထားပြီးတယ်အရင်အဝင် main door ကလည်းဒါကျွန်းပေါင်းသားကိုတုံးထားတာဖြစ်ပြီးတော့ main door ကလည်းတော်တော်လေးကိုကောင်းတဲ့ဟာတွေတုံးထားပြီးတယ်တအိမ်လုံးမှာလည်းလုံခြုံရေးအတွက်စိတ်ပူစရာမလိုအောင်တန်ပန်းတကားတွေကိုတက်ဆင်ထားပြီးတဲ့အနေအထားမျိုးလေးတွေလည်းဖြစ်ပါတယ်အေကန်ကလည်းလင်းလင်းရှင်းရှင်းနဲ့ကျယ်ဝန်းတဲ့ RC တထပ်တိုက်ဖြစ်ပြီးတော့အခန်းဖွင့်အနေနဲ့ကတော့ဒါအိမ်ထဲမှာအေကန်ကျယ်တစ်ခုပါမယ်ရိုးအခန်းကျယ်နှစ်ခန်းပါရှိတာဖြစ်ပါတယ်ရိုးအခန်းကလည်းဒါ master ခန်းလိုမျိုးပဲကျယ်ဝန်းတဲ့အနေအထားဖြစ်တဲ့လေဝင်လေထွက်တွေကောင်းတယ်ဒီမှာအားသာချက်အနေနဲ့ကတော့ဒါခန်းစည်းလိုက်ကာတွေလည်းတော်တော်လေးကိုတုံထားပြီးတယ်အခန်းထဲမှာလည်းဒါဗီဒီယိုအနေနဲ့လည်းပါရှိထားပြီးသားဖြစ်လို့အသင့်ကုန်မှတက်နေလို့ရမယ်အနေအထားမျိုးလေးလည်းဖြစ်ပါတယ်ဒီဘက်ကလည်းဒါနောက်ထပ် master တခန်းဖြစ်တယ်လင်းလင်းရှင်းရှင်းလေးရှိတယ်ဒီဘက်ခန်းမှာလည်းဒါဗီဒီယိုအနေနဲ့လည်းပါရှိထားပြီးသားအတိုင်းအတာမျိုးလေးဖြစ်ပါတယ်ဘုံရီချူခန်းအိမ်သာဆိုရင်ဒါလင်းလင်းရှင်းရှင်းလေးနဲ့ကျယ်ဝန်းတယ်မိသားစုတစုကတော့တကယ်ကိုကောင်းကောင်းမွန်မွန်နေထိုင်လို့ရမယ်အိမ်ဖွဲ့စည်းပုံမျိုးလေးလည်းဖြစ်ပါတယ်ဒီဘက်မှာလည်းဒါ dining kitchen အနေအထားမျိုးလေးလည်းဖြစ်တယ် cabinet တွေလည်းတက်ဆင်ထားပြီးသားဖြစ်တာမို့လို့ store အနေနဲ့လည်းထားလို့ရမယ်နေရာအနေထားမျိုးလေးဖြစ်ပါတယ်အနောက်မှာလည်းမြေပုံအနေနဲ့ကြန့်ရှိတာဖြစ်လို့အဝတ်လန်းနေတာပဲဖြစ်ဖြစ်ပစ္စည်းထားနေတာပဲဖြစ်ဖြစ်အဆင်ပြေတယ်စိတ်ဝင်စားရဲဆိုရင်တော့ဒီအိမ်လေးကို3200ခေါ်ဆိုထားပြီးတော့ပိုင်ရှင်ဓာတ်ရိုက်ကိုမှစိတ်ကြိုက်စည်းညီနိုင်လို့ရမှာဖြစ်ပါတယ်ဗျ